ဖုန်းပေး Hello ဟယ်လိုညီလေးကိုဆိုင်လား ဟောဟုတ်ကဲ့ဘောဒီပြောပါဗျာကျွန်တော်မကူညီရမယ်ဘောဒီ ညီလေးကိုမျိုးသမီးစီးဖို့အတွက်ကားလေးတစ်စီးလောက်လိုချင်တော့ညီလေး ဟောဟုတ်ဘောဒီရပါတယ်ဘောဒီဘောဒီကဘယ်လိုကားမျိုးလိုချင်တာလဲဘော ကိုမျိုးသမီးစီးမှာဆိုလေကားကောင်းကားတန်းနေဆိုရင်ပို့အဆင်ပြေညီလေး ဘောဒီကငွေဘယ်လောက်သုံးပါလဲဘောဒီ ဟေ့မင်းကတော့ငွေစကားပြောနေတာဟုတ်လား ဟောမဟုတ်ပါဘူးဘောဒီကကျွန်တော်ပြောတာဘောဒီရဲ့ဟိုဘယ်လိုမျိုးသားလဲဟိုအခုကဈေးတွေလည်းတက်နေပြီ SUV လားဟိုကျွန်တော်ပြောဆလွန်ကားလားစတေရှင်ဝယ်ကုန်လားအဲ့ဒါကိုမေးတာပါဘောဒီငါမိမစီးမှာဆိုဆလုံးကားပို့ပြီးအဆင်ပြေမှာပါညီလေး ဟုတ်အဲ့ဆလွန်ကားဆိုဘောဒီဟို SKD လား JDN လားဘောဒီ ဘာလဲ SKD JDM လဲ SKD ဆိုတာဘောဒီရဲ့ဟိုပါဘောဟိုကျွန်တော်တို့ဗာလဲဟိုဂျပန်နေပြီးတော့ပစ္စည်းတွေကိုဒီမှာဆင်တဲ့ကားမျိုးပေါ့ JDN ဆိုတာဟိုကျွန်တော်တို့ကဂျပန်ကနေပြီးတော့ဒါလိုက်သွင်းတဲ့ကားမျိုးပြောတာဘောဒီကအဲ့လိုပြောတာဟုတ် SKD တွေ JDM တွေငါမသိဘူးရပဲငါသိရတော့ငါမိမအတွက်ကားကောင်းကောင်းတက်တက်နေတစ်စီးလောက်ရအဆင်ပြေပြီ ဘောဒီဒီလိုလေးဘောဒီဟိုဘောဒီက SKD ဆိုရင်ကျွန်တော်မှာကားတစ်စီးရှိတယ်အဲ့ဒါကတော့ main ကလေးတက်လက်ကင်ဘောဒီကားရှယ်ကိုပြီးတော့ကားကကီလိုလဲနည်းနည်းလေးပဲရှိသေးတယ်နောက်ပြီးတော့အော်စီအတိုက်ခိုက်လုံးဝမရှိဘူးဘောဒီအတိုက်ခိုက်လုံးဝမရှိဘူးအော်စီအပြင်ကိုဘောဒီရတယ်ကားတွင်းကားထဲမှာလေအစ်စ်နဲ့တော့မပြောက်ဘူးဘောဒီက အဲ့ဒါဆိုရင်တော့အမျိုးသမီးတက်လက်ကင်တော့ပိုအဆင်ပြေတာပေါ့ကွာ ဒါဘောဒီနိုင်တယ် ငါလည်းငါမိမစီးမှာဆိုတော့အဲ့ဆိုလည်းညီတစ်ချက်လောက်ချိတ်လိုက်လေကိုကားလာကြည့်လိုက် โอเคပါဘောဒီ โอเคညီဒါပဲနော်ညီဟယ်လို ဟယ်လိုဟုတ်ကဲ့အမဟိုကားရှိသေးလားမသိဘူးအမ ။အော်ရှိရပေါ့။ငါကောင်နေမှမြောင်မင်းဝင်မဲ့လို့မရှိတော့ဘူး ဟုတ်ကဲ့အမကျွန်တော်ဖားတကောင်တွေ့ထားတော့လေကျွန်တော်စွတ်ချင်လို့မှာအဲ့ဒါကြောင့်ကျွန်တော်လမ်းမေးရဟုတ် ။အေးနော်ငါကားကြောင်နင်သိရနော်။နောက်မှကားဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုပြီးကြကြီးကြောင်လာမလုပ်နဲ့ငါအားတာမဟုတ် ဟုတ်ကဲ့ပါအမအဲ့ဒါကျွန်တော်ချိန်လိုက်တော့မှာနော် ။အင်းဒါပဲနော် ဟုတ်ကဲ့ပါအမဘုရားမင်းပြောအဒီကားလား ဟုတ်တယ်ဘောဒီက အားလေးကတော့မဆိုးပါ ဟုတ် ဟိုတစ်ချက်ဟိုကြည့်လို့ရလား ဟုတ်ခဏလေးဘောဒီအဲ့တိုင်းကြည့်လို့မရဘူးသူကငါဖွင့်မယ်သူကဒီမှာဘာညာရှူဆောင်လို့ရတယ် မင်းရလေကွာမျိုးပဲအခုဖွင့်လို့ရပြီလား ရပြီ ဖွင့်ဟေ့ဒါပါလေအော် ရတယ်ရှူချောင်းအဲ့ဒါကျွန်တော်လုပ်လိုက်ကျွန်တော်ရှင်းလိုက်နော် ဘာတွေလဲကွာမင်းတို့ပြောတော့ main ကလေးတက်လက်ကင်ဆိုဟေ့မင်းပြောတော့ကားအသိနဲ့အနေနဲ့ဆိုမင်းဒီမှာလာကြည့်ဦးအမိုက်နဲ့နေအမိုက်ကားကြီးကြနေ ဟုတ်တယ်လေဘောဒီဒါအစ်နိုင်ပြီဘောဒီ ဟာမင်းတိတ်ချလာရှူကြည့်ပါဦးကွာ အစ်တောင်မှာ तू ကကျွန်တော်ဒါတီလဝါအစ်တီလဝါနဲ့ခေါ်တယ်တီလဝါနဲ့ ဘာလဲကွာတီလောကမင်းကြမှာပဲတီလဝါနဲ့နေရောတညင်နဲ့နေရော တီလဝါမှာကားစင်နေတဲ့အချိန်မှာဘေးကနေအမိုင်ကားပြတ်သွားအဲ့ဒါကြောင့်အနက်လေးနည်းနည်းလေးဝင်သွားတယ် မင်းရတာမဆိုးတော့ပြောနေအမိုက်ကန်ကြီးပါမှာကားကြီးကိုပက်လက်လန်ထားသလိုပဲမိန်းကလေးတက်လက်ကန်ဆိုတော့ရောတော့ရှိမအောင်မိန်းကလေးဆိုတော့ဟိုပဲရပါဟုတ်ပြန်ဒါမဲ့ဟိုအခုတစ်ချက်လောက်နည်းနည်းစမ်းမောင်းကြည့်မယ်နော် ရတယ်ပေါ့နော် ညီမပြီးရောပြီးဟေ့ 何 ဟေ့တပါးကြီးဟမ်ဘာကြီး အဲ့ဒါဟိုဟာလေဟိုဒီဟိုအမျိုးသမီးလားနေတော့အမျိုးသမီးတက်လက်ကန်ဆိုဒါလေးလောက်တော့ရှိအောင်ဒီမင်းချစ်စီနော်လေ အော်โอเคဟုတ်တာဗောဒါမျိုးရှိရမှာဒါမျိုးရှိရမှာဆိုရင်တော့ညီမလေးနော်ဆိုရင်တော့ဟိုမေ့ပါမိန်းကလေးတက်လက်ကန်ဆိုအဲ့ရှိရဟုတ်တယ်အဲ့တော့ကိုတို့တစ်ချက်သွားမနော် ဟုတ်ပါ ဒါလည်းတန်ကြာ vibrate
ညီဆိုညီမအောင်ဟုတ်တော့ရမင်းကြားတယ် ကြားတယ် ဒီရတာပါကြီး ကျွန်တော်တဲ့ အဲ့ပါ ဒါလည်းအမျိုးသမီးတလက်ကင်